ဟွမ်ဖုံးဟာမိတောက်ကြုံရဲ့ခန္ဓာကိုယ်ထဲကတန့်စင်သောကြာပန်းနတ်ဆိုးမိကိုဝါမျိုးနိုင်တာအံ့ဩစရာမရှိတော့ပါဘူးအကြောင်းရင်းကတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာထူးခြားဆန်းပြားမိတောက်များဇေယျရဲ့ဒုတိယမြောက်ဖြစ်တဲ့ဟင်းလင်းပြင်ဝါမျိုးချင်းမိတောက်ရှိနေလို့ပါပဲပထမဆုံးအနေနဲ့နတ်ဖျားအဆင့်သွေးမျိုးဆက်နဲ့ဘာမှမရှိတော့ဝါမျိုးချင်းမိပေါင်းဆက်ထားတဲ့အတွက်ဟုံမျိုးနွယ်စုရဲ့ထိပ်တန်းသွေးမျိုးဆက်ဟာသူ့ကိုတူညီတဲ့အဆင့်မှာရှိတဲ့သူတွေထက်တာလုံနဲ့တိုက်ခိုက်ရေးစွမ်းအားကိုပေးစွမ်းထားပါတယ်ဒုတိယအချက်အနေနဲ့ဘာမှမရှိတော့ဝါမျိုးချင်းမိဟာထူးခြားဆန်းပြားမိတောက်များဇေယျရဲ့အဆင့်နှစ်မှာရှိတဲ့အထူးမိတောက်ဖြစ်ပြီးအရာခတ်သိမ်းကိုဝါမျိုးနိုင်စွမ်းရှိပါတယ်တခြားသောထူးခြားဆန်းပြားမိတောက်တွေကိုတောင်သူကဝါမျိုးပြစ်နိုင်ပါတယ်ဒါကြောင့်သူဟာတခြားမိတောက်တွေရဲ့တည်ရှိမှုကိုအာရုံခံနိုင်စွမ်းအရင်မြင်ပါပါတယ်ဟွမ်ဖုံးဟာဒီမိတောက်ရဲ့အကူအညီနဲ့ပဲမိတောက်ကြုံကိုဝါမျိုးနိုင်ခဲ့တာပါဒါရင်မကသေးပဲသူဟာဟုံမျိုးနွယ်စုရဲ့ယတနာဖြစ်တဲ့ကောင်းကင်ဝါမျိုးမှန်ကိုလည်းပိုင်ဆိုင်ထားပါတယ်ဒီယတနာဟာဒိုချီနဲ့စွမ်းရည်တွေကိုဝါမျိုးနိုင်စွမ်းရှိပြီးရှောင်းရံရဲ့မိတောက်ခွဲဖြတ်ခြင်းကဲ့သို့တိုက်ခိုက်မှုတွေကိုအလွယ်တကူချေဖျက်နိုင်ပါတယ်ဒါကြောင့်သူ့ကိုထူးခြားဆန်းပြားမိတောက်တွေရဲ့ကျမငင်သူတို့တောင်ခေါ်ဆိုနိုင်ပါတယ်နောက်ဆုံးအနေနဲ့သူဟာဟုံမျိုးနွယ်စုရဲ့လျှို့ဝှက်ပညာရက်ကိုထုတ်ဖော်လိုက်တဲ့အခါသူ့ရဲ့အစွမ်းဟာခဏတာအတွင်းကျဲ3ပွင့်ဒိုရှမ်းအဆင့်ထိခုန်တက်သွားပါတယ်ဟုံမျိုးနွယ်စုရဲ့ဝါမျိုးချင်းလျှို့ဝှက်ပညာရက်နဲ့ပေါင်းစပ်လိုက်တဲ့အခါရှောင်းရံရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့ဝိညာဉ်ခွဲဖို့တို့ရဲ့နှစ်ဖက်ညက်တိုက်ခိုက်မှုကိုတောင်အနိုင်ခုခံနိုင်ခဲ့ပါတယ်ဒါအပြင်ဟွမ်ဖုံးရဲ့နောက်ွယ်မှာဟုံမျိုးနွယ်စုရဲ့အစွမ်းထက်ပုံကိုယ်တွေကတိတ်တဆိတ်ထောက်ပံ့ပေးထားနိုင်ခြင်းရှိတာကြောင့်လေသူဟာအခုလိုမောက်မာရဲတာဖြစ်ပါတယ်ပေါ်လိုလေးလုပ်ခဲ့ပါဦး